ကျမဟာအမတ်ချုပ်ကြီးဟူရဲ့အတွင်းတယောက်ကိုအတုံးချပြီးအေဂရိမင်းရဲ့ကျမရဲ့ခြေနေကိုစုံစမ်းခဲ့တယ်တိလိုက်ရတာကတော့အေဂရိရဲ့စွပ်ပြုတ်ထဲမှာနာရာရှည်စိတ်တွေခက်နေခံထားရပြီးပဲစီကုံခါနီမိစာလိုမျိုးနောက်ထပ်6လထပ်ပို့ပြီးသူခန္ဓာရည်ရှိတော့မှာမဟုတ်ဘူးကျမတို့မှာအချိန်များကြီးမကြံတော့ဘူးအကယ်၍အိမ်ရှိမင်းသားသာထိနှက်ဆက်ခံသွားမယ်ဆိုရင်ကျမတို့မှာပြန်လည်ခုခံဖို့နေရာတော့ရှိတော့မှာမဟုတ်ဘူးလေဒါကြောင့်ကျမရဲ့အမဖြစ်သူစီကိုရှိုးဝက်စာတစ်ဆောင်ချက်ချင်းရေးလိုက်တယ်အဲ့ဒီစာထဲမှာမိဖုရားခေါင်ကြီးနဲ့အိမ်ရှိမင်းသားတို့ရဲ့ပူးပေါင်းကြံစည်မှုတွေအပြင်ကျမရဲ့အစီအစဉ်ကိုပါအသေးစိတ်ဖော်ပြထားပါတယ်နောက်3ရက်နေရင်အိမ်ရှိမင်းသားဟာမြို့ပြင်ကစံအိမ်တော်ကိုသွားပြီးစစ်ဆေးကြည့်ရှုပါလိမ့်မယ်အဲ့ဒီနေရာဟာဒူးချိုးဝက်လူတက်သမားတွေကိုမွေးမြူထားတဲ့နေရာဖြစ်တယ်လို့ကျမအမအခြေချနေထိုင်ရနေရာလည်းဖြစ်တယ်ကျမကအမကိုအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးသူပုံထမှုရဲ့တက်တေထောက်ထားတွေကိုစုဆောင်းခိုင်းထားတယ်ကျမကတော့နန်းတော်ထဲမှာအခြေအနေကိုထိန်းထားပြီးအေဂရိနဲ့အပြင်ကလူတွေဟန်ချက်ညီညီပူးပေါင်းနိုင်အောင်စီစဉ်ရမှာပေါ့စာလေးလေးပေါ်မှာတော့ဝမ်ပူတွေတစ်စိတ်ခတ်နေထားတယ်ဒါဟာကျမတို့ရဲ့တိတ်ပွားကလောင်အိမ်ထဲမှာအတူပိတ်လောင်ခံထားရစဉ်တုန်းကလက်ဖွားပေါ်မှာအချင်းချင်းထွန်းထူးခဲ့ကြတဲ့အမှတ်သားပဲဒီပုံရိပ်ကိုမြင်တာနဲ့လူကိုမြင်ရတယ်လို့မျိုးပေါ့စာပိုးတဲ့မိန်းမစိုးလေးကတော့တချိန်ကအိမ်ရှိမင်းသားရဲ့နှိမ့်ဆက်မှုကိုခံခဲ့ရဘူးပြီးကျမကယ်တင်ခဲ့တဲ့သူလေးပါမနေ့စောကြီး3နာရီချိန်မှာပဲအိမ်ရှိမင်းသားဟာကိုရန်တော်ဝတ်ဆောင်လဲပြီးနန်းတော်ကနေတိတ်တဆိတ်ထွက်ခွာသွားတယ်အဲ့ဒီအချိန်မှာပဲကျမဟာဝမ်ဘိုက်ကိုဖိကင်ပြီးအေဂရိရဲ့ရင်ဝင်ထဲကိုလဲကျလိုက်တယ်ဖြူဖြောနေတဲ့ကျမမျက်နှာကိုကြည့်ပြီးကိုဝင်ပြတ်ကြတော့မလို့ဟန်ဆောင်ပြလိုက်တာပေါ့ကျမရဲ့ဘိုက်ထဲကရင်သွေးကိုမျောလင့်နေတဲ့အေဂရိဟာပြပြတလဲနဲ့နန်းတွင်းသမားတော်တွေကိုချက်ချင်းစင်ခေါ်ပါတော့တယ်တစ်ဖက်မှာလည်းအိမ်ရှိမင်းသားရဲ့ချိုးဝက်ပုံကံမှုတွေစတင်နေပြီဖြစ်လို့နန်းဆောင်ပြင်ဘက်မှာလက်နဲ့ချင်းထိကပ်တံတွေဆူညံသွားတယ်အေဂရိကထိတ်လန့်တကြားဖျက်လိုက်စင်မှာပဲကျမကစေးရီတစ်ခွက်ကိုသူ့နှုတ်ခမ်းစီကပ်ပေးလိုက်ပြီးအရှင်မစိုးရိမ်ပါနဲ့ဒါကစိတ်တည်ငြိမ်စေတဲ့ဟုမျိုးနွယ်စုရဲ့ဝိညာဉ်နဲ့ဖော်ဆက်ထားတဲ့စေးရီပါဒါပေမဲ့ဒီစေးရီရဲ့တကယ်စွမ်းအင်ကလူကိုအမှန်တိုင်းပြောစေတာပါအေဂရိစေးရီတောက်ပြီးတာနဲ့မိဖုရားခေါင်ကြီးဟာနန်းဆောင်ထဲကိုအလောတကြီးပြေးဝင်လာပြီးအေဂရိကိုတစ္ဆာဖောက်တွေကလှုပ်ကြံနေပြီးလို့ငိုယိုပြီးလာပြောတယ်ဒါပေမဲ့သူစကားမဆုံးခင်မှာပဲနန်းဆောင်ပြင်ကနေအားကောင်းမောင်းတန်ခြေတံတွေကြားလိုက်ရတယ်ကျမအမဟာစဝတ်ဆောင်အပြည့်နဲ့ဝင်လာတယ်လို့သူမနောက်မှာလည်းနေဝင်စေးစာအဖွဲ့ရဲ့အမောင်လူတက်သမားလေးယောက်ပါလာတယ်သူတို့ကတစ်တာတွေကိုတလုံးချင်းစီဖွင့်ပြလိုက်တယ်အထဲမှာတော့အိမ်ရှိမင်းသားရန်သူနဲ့ပူးပေါင်းကြံစည်ထားတဲ့ချိုးဝက်စာတွေစစ်တပ်ကိုစေခိုင်းနိုင်တဲ့ကြားတစိမ့်နဲ့အတွင်းအားချင်းစင်ဟောင်းတွေပါဝင်နေတာပေါ့ကျမကမိဖုရားခေါင်ကြီးကိုကြည့်ပြီးခက်အေးပဲပြောလိုက်တယ်မိဖုရားခေါင်ကြီးပြောတဲ့လူရုံမှာဆိုတာအခုတော့ကျမမဟုတ်တော့ဘူးထင်တယ်နော်စေးရှင်ကချက်ချင်းတက်လာတယ်အေဂရိဟာရင်ဘက်ကိုဖိပြီးပြင်းပြင်းထန်ထန်ချောင်းဆိုရင်မိဖုရားခေါင်ကြီးကိုလက်ညှိုးငေါငေါထိုးကအော်ဟစ်ပါတော့တယ်မင်းအစိတ်ခတ်တဲ့မိန်းမယုံငါ့ကိုကလေးမရအောင်မင်းငါ့ကိုစေးတွေတိုက်ခဲ့တယ်မဟုတ်လားမင်းအကုန်လိမ့်နိုင်မယ်လို့ထင်နေလားဒီကန်းဆိုတာငါသားမဟုတ်ဘူးဆိုတာကိုကောအေဂရိရဲ့ဒေါသကြီးပြောလိုက်တဲ့စကားတွေဟာနန်းဆောင်တစ်ခုလုံးကိုတုန်ခါသွားစေတယ်မင်းဖေရဲ့အာဏာကိုအသုံးချပြီးတိုင်းပြည်ကိုတည်ငြိမ်အောင်လုပ်ဖို့ရယ်သူ့ရဲ့စစ်အင်အားနဲ့ပုံကံမှုတွေကိုနှိမ်နင်းဖို့ရယ်မင်းရဲ့တပည့်တွေရဲ့ပါဆက်ကိုပိတ်ဖို့ရယ်အတွက်တာမဟုတ်ရင်မင်းဒီလိုမြင့်မြတ်တဲ့နေရာမှာအေးအေးဆေးဆေးနေရမယ်လို့ထင်နေသလားနန်းတွင်းရဲ့ရှိုးဝက်ချက်တွေအားလုံးဟာအဲ့ဒီညမှာပဲအပိုင်းပိုင်းဆဆကွဲသွားခဲ့ပါတော့တယ်